ဒီလအတွက်အရင်ဆုံးအင်္ဂါသားသမီးတွေလုပ်ငန်းစီးပွားပိုင်းတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒီလအတွက်လုပ်ငန်းစီးပွားပိုင်းတွေကိုကြည့်လိုက်တဲ့အခါမှာအင်္ဂါသားသမီးတွေအလွန်သတိထားမယ်ကာလဖြစ်တယ်စိတ်ရှုပ်စရာလေးတွေပြိုင်ဆိုင်တိုက်ခံလေးတွေပေါ်ပေါက်လာမယ်ကာလဖြစ်တယ်စိတ်ကိုအေးစာထားပြီးတော့တရားသောနီးလန်းနဲ့လောက်ကင်ဆောင်ရွက်ခြင်းဖြင့်ခက်ခဲမှုလေးတွေပြေပြောင်းနိုင်ပါတယ်တဲ့နော်အဆင်ပြေသွားမျိုးလေးရှိမယ်မမရဲ့ရဲရင်ချင်းဇွဲကြီးချင်းလုံးလောက်ရိယာချောင်းနဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်ကြောင့်အဆုံးသက်မှာအောင်မြင်နိုင်မှုအနေထားလေးမှာတွေ့ရပါတယ်ငွေနဲ့ရင်းရတဲ့လုပ်ငန်းတွေသတိထားလုပ်ပါဆုံးရှုံးမှုလေးတွေကြုံရတတ်တယ်လုပ်ငန်းပိုင်းတွေမှာအနောက်ရှက်လေးတွေကတော့များနေတတ်တယ်ထင်သလောက်လုပ်ငန်းတော့ရှေ့မတိုးပဲဖြစ်နေတတ်တယ်မမရဲ့အတတ်ပညာဉာဏ်ပညာနဲ့ပတ်သက်တဲ့လုပ်ငန်းလေးတွေမှာတော့အောင်မြင်မှုရရှိစေတတ်ပါတယ်တဲ့နော်မမကဒီလာထဲမှာဆိုရင်လုပ်ငန်းစီးပွားပိုင်းတွေကိုလုပ်တော့မယ်ဆိုရင်စတင်ပြီးလုပ်မယ်ဆိုရင်တနင်္ဂနွေနဲ့တနင်္လာနဲ့ကြာသပတေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအဆင်ပြေပါတယ်ဒီလုပ်ငန်းလုပ်နေတဲ့သူတွေအတွက်ကတော့အောင်မြင်နိုင်ပါလိမ့်မယ်တနင်္ဂနွေနဲ့ဆိုအရောင်းဝယ်လုပ်ငန်းတွေ online shop electronic ပစ္စည်းဥယျာဉ်ခြံလုပ်ငန်းတွေဒေသနဲ့နေရာကားလုပ်ငန်းကြောက်လုပ်ငန်းကုန်ရောင်းကုန်ဝယ်ကုန်စုံကုန်ကြောက်ကုန်မာလုပ်ငန်းတွေပေါ့နော်နောက်ထပ်ကြာသပတေးနဲ့ဖြစ်တဲ့ပွဲရုံလုပ်ငန်းပွဲစားလုပ်ငန်းအတတ်ပညာဉာဏ်ပညာမွေးမြူရေးပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းပန်းလုပ်ငန်းမုံလုပ်ငန်းအဲ့ဒီလုပ်ငန်းတွေအကျိုးပြုတယ်เนาะအဲ့ဒီလုပ်ငန်းတွေနဲ့စီးပွားရေးတွဲလုပ်နိုင်တော့ပိုပြီးအားကောင်းမယ်ပေါ့เนาะအဲ့လိုမျိုးအဲ့ဒီလုပ်ငန်းလုပ်နေတဲ့သူတွေအတွက်ကတော့လုပ်ငန်းစီးပွားတိုးတက်မယ်ဒီလုပ်ငန်းတွေဒီနံပစ္စည်းတွေအဝင်ရှိတယ်เนาะအဲ့တော့ဒီနံလုပ်ငန်းတွေကတော့အိုသိအိမ်သိရတာမျိုးเนาะဒါပရိဘောဂပစ္စည်းတွေဝင်တာမျိုးတွေကုန်မာကုန်ကြောက်ပစ္စည်းတွေဝင်တာမျိုးတွေရှိမယ်ပေါ့เนาะမမိအိမ်ကိုအဲ့တော့ဝန်ထမ်းနေဆိုရင်လုံးမှာစိတ်ပီစီမှုများမယ်လူယုံဒုက္ခပေးတဲ့အတွက်လူယုံသတိထားပေါ့နော်လုပ်ငန်းပိုင်းမှာမနာလူသူလေးတွေများပြတဲ့အတွက်သတိထားပါနော်အယောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေရောင်းဝအတက်ကြနဲ့ရှိမယ်ပြိုင်ဆိုင်မှုတွေပေါ်များနေမယ်ပေါ့နော်ထင်သလောက်တော့ရောင်းအားဒီမကောင်းဘူးဒါပေမဲ့ထင်သလောက်အမျက်မကြံဘူးပေါ့နော်ရောင်းဝအတက်ကြရှိပေမဲ့လည်းအမျက်ဆုံးကထင်သလောက်မရပဲဖြစ်နေတတ်ပါတယ်တဲ့လုပ်ငန်းပိုင်းတွေမှာကိုတူးကိုချင်တဲ့တရားတဲ့မီးတို့မှာအကိုလို့မရဘူးပေါ့နော်သူများအကိုရင်ကိုပဲဒုက္ခပြန်ရောက်တဲ့ကိုအကိုပြီးလုပ်ငန်းစီးပွားလုံးမှသာအဆင်ပြေမယ်လုပ်ငန်းစီးပွားကိုအရာသတိနဲ့ပြောဆိုလုပ်ကင်မှာနော်အဲ့တော့စိတ်လဲမှန်မှပြုလုပ်လုပ်ငန်းလုပ်တာလေးတွေအထူးသတိထားဖို့เนาะလိုအပ်လိမ့်မယ်မကြခင်လုပ်ငန်းတွေပြန်ပြီးတော့အဆင်ပြေသွားလိမ့်မယ်လက်တလုံးမှာခက်ခဲလေးတွေရှိပေမဲ့လည်းမကြခင်ပြန်ပြီးအဆင်ပြေမယ်เนาะလုပ်ငန်းစီးပွားပိုင်းနေနဲ့သူဘာသာတရားနဲ့ကောင်းမှုကုသိုလ်တွေနဲ့ရှင်တွဲပြီးလုပ်ငန်းလုပ်ပါခက်ခဲမှုတွေလွတ်မြောက်တတ်ပါတယ်เนาะနောက်ထပ်လူမှုရေးကဏ္ဍလေးတွေပေါ့နော်ဒီလအတွင်းမှာလူမှုရေးကဏ္ဍလေးတွေကြီးလိုက်တဲ့အခါမှာသတိထားမယ်ကာလဖြစ်ပါတယ်လူယုံမထားသင့်ဘူးပေါ့နော်သူတို့ဘာဆွဲပြောဆိုခြင်းခံတဲ့လူယုံဒုက္ခပေးတာမျိုးတွေရှိမယ်ပေါ့နော်အဲ့တော့ရန်ပေါ်တက်တဲ့အတွက်လဲနော်စကားပြောတဲ့နေရာလေးမှာအထူးသတိထားပြီးပြောပါမနာလို့ရှင်ပြိုင်သူလေးတွေရှိနေတတ်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့အမှုခေးပြဿနာလေးတွေမဖြစ်အောင်နေဖြစ်ရှင်ကိုယ့်ဘက်ကပဲအရှုံးရှိတယ်ငွေရေးကျင်းနဲ့ပတ်သက်ပြီးတော့ပြဿနာဖြစ်ခြင်းနဲ့ကိုယ့်ဘက်ကအရှုံးရှိတဲ့အတွက်လူမှုပေါင်းသင်းဆက်ဆံရေးမှာတတိထားပြီးပေါင်းသင်းဆက်ဆံပါတတိထားပြီးပြောဖို့လိုအပ်လိမ့်မယ်နော်နောက်ထပ်ငွေကြေးကဏ္ဍလေးတွေပေါ့နော်ငွေကြေးကဏ္ဍလေးတွေကြီးလိုက်တဲ့အခါမှာငွေအဝင်ရှိတယ်နော်ဒါငွေကုန်စရာလေးရလည်းများမယ်အကုန်ကြားလေးတွေထပ်ပေါ်မယ်တစ်ဖက်ကလည်းဝင်လာမယ်တစ်ဖက်ကလည်းပြန်ကုန်မယ်ဆိုတဲ့သဘောเนาะအကြောင်းမျိုးမျိုးနဲ့ငွေကုန်စီတက်တယ်တဲ့အဲ့တော့ငွေလူလိမ်ခန်းတဲ့အတွက်ငွေရေးချင်းနဲ့ပတ်သက်ပြီးတတိထားပါလောင်းကစားပြုလုပ်တာတွေဖျက်လန်းနည်းနဲ့ငွေရှာရင်ဒုက္ခရောက်မှမမြဲပါဘူးတဲ့เนาะအဲ့တော့တမားကြီးဝါကြကြငွေရှာတာမျိုးတွေရှိမြလက်ရှိဝင်ငွေအပြင်တခြားဝင်ငွေလမ်းကြောင်းလေးတွေတွဲပြီးတော့ရှာပါเนาะလမ်းစဉ်ဝင်ငွေတဲ့နေ့စဉ်ဝင်ငွေရတဲ့လုပ်ငန်းလေးတွေတွဲလုံးနိုင်မှဒါငွေကြေးပိုင်းလေးတွေပို့ပြီးတော့အဆင်ပြေမယ်တတိထားသုံးဆွဲပါချွေတာသုံးပါเนาะချွေတာသုံးတတိထားသုံးမှဒါငွေမြဲမဲ့သဘောတဘာဝကိုတက်ရောက်ပါတယ်ထို့ကြောင့်ငွေကြေးပိုင်းလေးမှာအဝင်ရှိသူတို့အထွတ်လဲပေါ်မယ်เนาะနောက်ထပ်မိမိတို့အနေနဲ့ပေါ့နော်ငွေကြေးကဏ္ဍလေးပြီးသွားတဲ့အခါမှာအိမ်နှွေးအိမ်နောက်ရေးကဏ္ဍလေးတွေပေါ့နော်အိမ်နှွေးအိမ်နောက်ရေးကဏ္ဍလေးတွေကြည့်လိုက်တဲ့အခါမှာနည်းနည်းလေးအေးချမ်းမှုအားနည်းနေလိမ့်မယ်တဲ့မိမိရဲ့မိသားစုအတွက်ပူပန်နာမျိုးတွေရှိမယ်စိတ်ညစ်စရာလေးတွေရှိမယ်ပေါ့နော်အဲ့တော့ညီကိုမောင်နှမအတွက်တော်လကောင်အကြီးကဲထက်လူကြီးပိုင်းအတွက်တော်လကောင်ပူပန်နာမျိုးတွေရှိမယ်ပေါ့နော်အဲ့လိုမျိုးလေးတွေအဲ့တော့အောက်လန့်ငယ်သားအတွက်စိုးရိမ်စိတ်လေးတွေဖြစ်တာတတ်တယ်ပေါ့နော်စိုးရိမ်စရာပူပန်စရာလေးတွေကြုံမယ်မမေအိမ်နာမနဲ့လည်းမကြာခဏအစမေဖြစ်တာမျိုးတယောက်နဲ့တယောက်အမြင်မကြည်တာဖြစ်တာမျိုးသူတို့ခွန်းကိုတို့ခွန်းနဲ့အရှော်မပေးတာလေးဖြစ်တတ်တယ်။နော်အခမ်းမသိအိမ်မောဆင်းတာမျိုးလေးတွေစကားများတာမျိုးလေးတွေပေါ့နော်။အဲ့လိုမျိုးတွေဖြစ်လာနိုင်တယ်ထို့ကြောင့်အိမ်တွင်းအိမ်တော်ရေးပိုင်းမှာဘာမို့တဲ့ပြဿနာလေးတွေလည်းပြဿနာကြီးနိုင်တဲ့အတွက်တယောက်နဲ့တယောက်အရှော်ပေးပြီးတော့လက်တွဲပါနော်အဲ့တော့ဘာသာတရားတွေအတူလုပ်မယ်ကောင်းမှုကုသိုလ်အတူလုပ်မယ်နားလည်မှုနဲ့သစ္စာရှိလက်တွဲမှာအေးချမ်းမဲ့နော်အိမ်အောင်ရေးကိုပိုင်ဆိုင်မှာဖြစ်ပါတယ်အဓိကတော့အပျော်ပါတောင်စားရှင်အိမ်တွင်းအိမ်အောင်ရေးမေးချမ်းတာမျိုးတွေရှိလာနိုင်တယ်နောက်ထပ်ငယ်သူရဲ့မေတ္တာရေးခန္ဓာလေးတွေပေါ့နော်မေတ္တာရေးခန္ဓာလေးမှာအခြေပိုင်းတွေမှာအနေငယ်
နော်ဒါအစိုးကောင်းတွန်တွဲနေမယ်ပူပန်မှုလေးတွေရှိလာတတ်တယ်နော်တခါလေးဆုံးဖြတ်ခက်ခဲတဲ့အကြောင်းအရာလေးတွေပေါ်မယ်ပေါ့တခါလေးမိမိချစ်သူကြောင့်ရှေ့တော့အခက်နောက်ဆုံးအခက်လေးတွေပေါ်လာနိုင်တယ်ဘာမှမဟုတ်တဲ့ပြဿနာနေတဲ့အချင်းကြောက်ကစားလေးဖြစ်နေတယ်ပေါ့နော်ငရေသူတို့အခြေပိုင်းတွေမှာထင်သလိုမဖြစ်နေဘူးပေါ့ချစ်သူကြောင့်စိတ်ပင်ပန်းနာမျိုးတွေရှိမယ်ပေါ့နော်တခါလေးချစ်သူဆောင်တွေကအထီးကျန်ဆန်တယ်လို့ခံစားနေရတတ်တယ်ကိုယ့်ပေါ်မှာအလေးနဲ့မထားတာဂယုမဆိုင်တာမကျင်နာတာမျိုးလေးတွေကြုံတွေ့ရတတ်တယ်ပေါ့ထို့ကြောင့်မမီးကအထီးကျန်ဆန်တယ်လို့ခံစားရတတ်တယ်ထို့ကြောင့်အခြေပိုင်းတွေမှာစိတ်လို့မကြမှုလေးတွေပူပန်မှုတွေတန်တရားပွားစရာလေးတွေဖြစ်လာတတ်တာလေးမျိုးလေးတွေရှိမယ်ဒီလအတွင်းမှာနော်နောက်ထပ်ကျမ်းမာရေးခန္ဓာလေးတွေပေါ့အဲ့တော့ဒီလအတွင်းမှာတော့အင်္ဂါသားသမီးတွေကျမ်းမာရေးခန္ဓာလေးတွေကြည့်လိုက်တဲ့အခါမှာအစာအိမ်လေးအောက်နာလေးတွေဖြစ်မယ်ပေါ့နော်။နောက်ဥကောင်းပိုင်းမကြည်တာလေးဖြစ်မယ်မူမောရင်တို့နာလေးတွေမတော်တဆထိခိုက်တဲ့တာလေးတွေရှိမယ်။ခြေလက်ဥကောင်းထိခိုက်တဲ့တာလေးရှိရတဲ့အတွက်သတိထားဆိုင်ငယ်ကားစီယာလေးတွေသတိထားပေါ့နော်။အဲ့တော့အကုန်လုံးဖြစ်မယ်လို့မဆိုလို့ဒီယောဂလေးရတစ်ခုမဟုတ်တစ်ခုဖြစ်လာနိုင်တယ်။အသက်ကြီးပိုင်းနေကျမ်းမာရေးခန္ဓာလေးတွေတစ်ခုပြီးတစ်ခုညံ့နေတတ်တယ်ပေါ့နော်။နှလုံးအားနေတာမျိုးသွေးပေါင်တက်ကြဖြစ်တာမျိုးအစားတောက်နေထိုင်မှမှုကြောင့်ကျမ်းမာရေးချူချတဲ့အတွက်စိတ်တို့စိတ်တောက်လောက်ရတာစိတ်ကံပြတာမျိုးလေးကြုံတွေ့ရတတ်တယ်နော်နောက်ထပ်ပညာရေးခန္ဓာလေးတွေပေါ့နော်ပညာရေးခန္ဓာလေးတွေကြီးလိုက်တဲ့အခါမှာမမီအနှဲငယ်စ조사အားထုတ်နိုင်မှအောင်မြင်မယ်ပညာရေးဘက်မှာစိတ်မပါသလိုစိတ်မပါသလိုဖြစ်နေတတ်တယ်ပေါ့နော်စိတ်ဝင်စားမှုအားနည်းနေတဲ့သဘောတဘာဝပေါ်နေပါတယ်တခြားအကြောင်းအရာတွေကိုစိတ်နေနေတဲ့အတွက်ပညာရေးပိုင်းမှာအားနည်းနေပါတယ်ထို့ကြောင့်ပညာရေးမှာနည်းနည်းအားစိုက်ထုတ်ပြီးစ조사ပေးပါတို့မှသာအဆင်ပြေမယ်ပေါ့နော်သင်တန်းတက်ဆရာလေးတွေပေါ်မယ်စာမိုးဝဲကိစ္စလေးတွေပေါ်လာလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးလေးတွေသင်တန်းကိစ္စတွေလည်းတက်ပါကိုပေါ်တဲ့ထောက်ကူပြုမဲ့သင်တန်းလေးတွေဖြစ်တတ်တယ်နော်အဲ့တော့ဒီလအတွင်းမှာခီးကိစ္စလေးတွေကြီးလိုက်တဲ့အခါမှာခီးသွားတတ်ပါတယ်။နော်ပြည်တွင်းပြည်ပခီးစင်တော်လာကောင်းခီးတို့လေးတော်လာကောင်းသွားတာမျိုးလေးတွေကြုံတွေ့ရလိမ့်မယ်နော်။နောက်ထပ်ဒီလအတွင်းမှာဆောင်ရရှောင်းလေးနဲ့ကြီးလိုက်တဲ့အခါမှာအဲ့တော့လူမှုရေးခန္ဓာလေးတွေနော်ဒါစကားပြောဆိုရမှာတတိထားပါစိတ်လက်မှန်မှာပြုလုပ်တာလေးတွေရှောင်းအမေသာစားခြင်းအရက်ဒေတာတောက်စားခြင်းလောင်းကစားပြုလုပ်ခြင်းရှောင်ပေးရမှာဖြစ်ပါတယ်နော်အဲ့တော့ဆောင်ရန်အနေနဲ့ကတော့မမီတို့အနေနဲ့အမေဖေဝေစားလျှော်လူသွားလန်းနေအမိုင်ရှင်ကောင်းမှုတစ်ခုနေစဉ်ပြုပြီးဖြတ်တန်းပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီလအတွက်မှာအကျိုးပေးကာလလေးတွေပြောပေးပါမယ်အဖြူပွင့်ဖြူရောင်နီညိုရောင်အနီပွင့်အနီရောင်အားလေးတွေကတော့အကျိုးပေးပါတယ်ဒီလမှာဒီရောင်လေးတွေဝစ်စင်သုံးပြခြင်းဖြင့်ကန်စရာပွင့်လန်းမယ်အရေးကြီးသောကိစ္စတွေခီးစဉ်တွေတွားလိုက်မှာဝစ်စင်သုံးပြခြင်းဖြင့်ကန်စရာပွင့်လန်းလိမ့်မယ်နော်နောက်ထပ်အကျိုးပေး lucky ကဏ္ဍလေးတွေကိုကြည့်လိုက်တဲ့အခါမှာဒီလအတွက်အကျိုးပေး lucky ကဏ္ဍလေးတွေကိုကြည့်လိုက်တဲ့အခါမှာ2ကဏ္ဍ3ကဏ္ဍ8ကဏ္ဍတွေကအကျိုးပေး lucky ကဏ္ဍလေးတွေဖြစ်ပါတယ်ဒီတလားလုံးကံကောင်းမှုတဲ့အဆဆရပြုလို့မဲ့ရေတရားလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကံကောင်းမှုအတွက်အိမ်မှာပြုလို့ရမှာကမမိအိမ်ဖျက်မှာကစရွဲကြော်နဲ့ဆုံးကတ်မဲ့အကျော်လေး3ချက်လူပါเนาะအိမ်ဖျက်မှာနေ့စဉ်ကတ်လူရတယ်တပတ်ကိုတစ်ချိန်2ချိန်3ချိန်စေတနာရှိသလိုကတ်လူပေးပါเนาะအဲ့တော့ကံညံ့နေပပြအောင်တပြည့်စီလူပေးပါတန်မုတ်တွေကရာအထာဏမေတ္တန်ကရာသက်စေရွပတိစိတ်ပတိမြများစိတ်တာမျိုးလေးတွေပြုလုပ်ပြီးတော့ရာပြုလုပ်ပြောဆိုခြင်းဖြင့်နော်အစဉ်ပြေချုံမှုတွေဖြစ်လိမ့်မယ်ဒီရတရားလေးတွေဒီကုသိုလ်ကောင်းမှုလေးတွေပြုလုပ်ပေးပြီးတော့ကံကောင်းမှုတွေရှာယူပေးပါယနေ့မှစအင်္ဂါသားသမီးအဆဆရအစဉ်ပြေမှုရှိကြပါစေလုပ်ငန်းစီးပွားပိုင်းတွေတိုးတက်ကြပါစေအသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေယောဂဘေးအနေဘေးတွေကင်းဝေးပြီးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆရာမကနေဆုတောင်းမေတ္တာပို့သလိုက်ပါရရှင်